အရင်ဆုံးပြင်းတော့တိမ်ကြလေးတွေကိုထည့်ပြီးတော့စီတက်လိုက်မယ်နော်ပြီးရင်ငယ်ပြီးအောင်တင်မောင်လေးထည့်မယ်နော်ငါးပြားလေးနဲ့ထည့်အောင်နော်စီတက်တာမှုေးလာပြီဆိုလို့ရှိရင်เนาะဒီကြက်ဥလေးတွေပေါ့နော်ကြက်ဥရဲ့ဒီကြက်ဥလေးတွေကိုဒီစားစနစ်နဲ့စားလေးထည့်လိုက်နော်ကျင်းတော်တင်ရရမ်းဆွမ်းနော်မှုေးတက်တာကျင်းတော်တင်နေတယ်တော့ပြည့်စုံရေထည့်ပြီးပြီဆိုတော့မဆလာလေးပါနည်းနည်းထပ်အုပ်လိုက်မယ်နော်ပြီးတော့မှစူအောင်နူးအောင်တဲလိုက်မယ်